ဖိုးရှိရှိတော့ကတင်လာရတဲ့အထက်မြင်မားလာတဲ့ကောင်းကင်ရမှာနက်သက်ကျွေစလောက်ကောင်းလောက်အောင်လှပတဲ့နက်ပြည်လေးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီနက်ပြည်မှာတော့ဖြူစင်တဲ့စီသားရှိပြီးကုညီတတ်တဲ့နက်သားလေးတစ်ပါးရှိပါတယ်။နက်သားလေးရဲ့အမိကတော့ရွှေရောင်လို့ခေါ်ပါတယ်။နက်သားလေးဟာတနေ့မှာတော့သူ့ရဲ့ထူးခြားရဲ့မွေးနေ့ရက်မြတ်ကိုရောက်ရှိတော့မှဖြစ်တဲ့အတွက်အလွန်ပဲစိတ်လှုပ်ရှားနေခဲ့ပါတယ်။နက်သားလေးရွှေရောင်ဟာသူ့ရဲ့မွေးနေ့ပွဲကိုတခြားသူတွေနဲ့မတူဘဲထူးထူးခြားခြားလေးဖြစ်စေခြင်းခဲ့ပါတယ်။သူဟာသူ့ရဲ့မွေးနေ့မှာနက်ပြေကတငယ်ချင်းတွေတည်းမကပဲလူပြေကကလိန်းငယ်တွေကိုပါပျော်ရွှင်အောင်လုပ်ပေးခြင်းနဲ့ဆန္ဒရှိနေပါတယ်။ဒါကြောင့်မွေးနေ့မတိုင်ခင်တရက်မှာတော့နက်သားလေးဟာကောင်းကင်ရံကနေငုံကြည့်ပြီးလူပြေကကလေးတွေဘာတွေလိုအပ်နေသလဲဆိုတာကိုလိုက်လံကြည့်ရှုနေခဲ့ပါတယ်။နက်သားလေးဟာရွှေရောင်တောက်ပနေတဲ့သူ့ရဲ့တောင်ပန်လေးတွေကိုဖြန့်လိုက်ပြီးတိမ်တိုက်ဖြူဖြူလေးတွေပေါ်မှာထိုင်ကစဉ်းစားနေပါတယ်။ငါရဲ့မွေးနေ့မှာလူတိုင်းကိုပြုံးပျော်စေမယ့်လက်ဆောင်လေးတွေပေးချင်လိုက်တာလို့သူကတူတူလေးရည်ရွယ်လိုက်ပါတယ်။နက်သားလေးရဲ့စိတ်ကူးရမ်းမှာတော့ရောင်စုံပူပေါင်းတွေနဲ့ချုံမင်းနဲ့မုံတွေနဲ့လှပတဲ့အယုတ်ကလေးတွေပြည့်နှက်နေပါတယ်။ဒါပေမဲ့ဒီလက်ဆောင်တွေကိုဘယ်လိုပေးဖို့ရမလဲဆိုတာကိုတော့သူစဉ်းစားလို့မရသေးပါဘူး။နက်သားလေးဟာအကြံတစ်ခုရဖို့အတွက်နက်ပြည်ရဲ့အဖိုးအိုနမင်းကြီးစီကိုတွားရောက်အကြံတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အဖိုးအိုနမင်းကြီးကတော့အလွန်ပညာရှိပြီးနက်သားလေးကိုအမြဲတမ်းလမ်းညွှန်ပေးလေးရှိသူပါ။နက်သားလေးဟာအဖိုးအိုနမင်းကြီးရဲ့နန်းတော်စီကိုပြန်တန်းသွားတဲ့အခါလမ်းမှာတငယ်ချင်းဖြစ်သူညက်ကလေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ညက်ကလေးတွေကလည်းနက်သားလေးရဲ့မွေးနေ့အတွက်ဝမ်းသာအားရနှုတ်ဆက်ကြပါတယ်။နက်သားလေးရွှေရောင်ဟာအားလုံးကိုပြုံးပြနှုတ်ဆက်ရင်းစိတ်လှရှားစွာနဲ့ခရီးဆက်ခဲ့ပါတယ်။နက်သားလေးရွှေရောင်ဟာအဖိုးအိုနမင်းကြီးရဲ့နန်းတော်ရှိကိုရောက်ရှိတဲ့အခါမှာတော့နန်းတော်ကြီးတစ်ခုလုံးဟာငေရောင်တောက်ပနေတာကိုတွေ့လိုက်ရပါတယ်။နက်သားလေးဟာရိုသေစွာနဲ့ကာရဝပြုတ်ပြီးနောက်သူ့ရဲ့ဆန္ဒကိုတင်ပြလိုက်ပါတယ်။အဖိုးအိုနမင်းကြီးခင်ဗျာကျွန်တော်ရဲ့မွေးနေ့မှာလူတေကကလေးငယ်တွေကိုပျော်ရွှင်အောင်လုပ်ပေးခြင်းပါတယ်။သူတို့အတွက်ထူးခြားတဲ့လက်ဆောင်တွေပေးခြင်းလို့ဘယ်လိုလုပ်ရမလဲဆိုတာလမ်းညွှန်ပေးပါဦးလို့တောင်းဆိုလိုက်ပါတယ်။အဖိုးအိုနမင်းကြီးကဖြူစွတ်နေတဲ့မုတ်ဆိတ်ရှိကြီးကိုတတ်လိုက်ပြီးပြုံးချက်နဲ့ပြန်ပြောပါတယ်။မင်းရဲ့စိတ်ထားလေးကတကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။လူပြေကိုလက်ဆောင်တွေပေးဖို့ချင်းရင်မင်းမှာမှော်မိုးတင်တိုက်လေးတစ်ခုလိုအပ်လိမ့်မယ်လို့မိန့်ကြားလိုက်ပါတယ်။ဒီမှော်မိုးတင်တိုက်ဟာနက်သားလေးစဉ်းစားလိုက်တဲ့ဘယ်အရာကိုမှလက်ဆောင်အဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့အဲ့ဒီတိမ်တိုက်ကိုရဖို့ဆိုရင်နက်သားလေးဟာနက်ပြည်ရဲ့အဝတ်ဖက်မှာရှိတဲ့တက်တန်းတောင်တန်းစီကိုသွားရမှာဖြစ်ပါတယ်။တက်တန်းတောင်တန်းဟာအယောင်ခမယောင်နဲ့လှပနေပေမဲ့အဲ့ဒီကိုရောက်ကတော့မလွယ်ကူပါဘူး။နက်သားလေးဟာအဖိုးအိုနမင်းကြီးကိုကျေးဇူးစကားဆိုပြီးနောက်တန်တန်းတောင်တန်းစီကိုချက်ချင်းပဲထွက်ခွာလိုက်ပါတယ်။လမ်းခရီးမှာတော့လေပြင်းငင်းလေးတွေနဲ့အပြန်တန်းနေခဲ့ပါတယ်။ခရီးတစ်ဝက်မှာတော့တိမ်တိုက်တွေထဲမှာပိတ်မိနေတဲ့လက်ပြားလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။လက်ပြားလေးဟာသူ့ရဲ့အတောင်ပံလေးတွေနာကျင်နေပြီးပြန်တန်းဖို့အခက်ခဲနေရှာပါတယ်။လက်သားလေးဟာသူ့ရဲ့မွေးနေ့ခရီးစဉ်ကိုခဏရနာပြီးလက်ပြားလေးကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနူးညံ့တဲ့လက်ကလေးနဲ့လက်ပြားလေးကိုမှတ်လိုက်ပြီးနှက်ဆေးရည်အဆက်ချပေးလိုက်တဲ့အခါမှာတော့လက်ပြားလေးကချက်ချင်းပဲပြန်လည်ကျန်းမာလာပါတော့တယ်။လက်ပြားလေးကဝမ်းသာအားရနဲ့နက်သားလေးကိုကျေးဇူးစကားပြောကြပြီးနောက်တန်တိုင်းတောင်တန်းကိုသွားတဲ့လမ်းကိုလည်းလမ်းညွန်ပြသပြီးခဲ့ပါတယ်။နက်သားလေးဟာစိတ်ကောင်းထားရဲ့အတွက်ခရီးလမ်းကပို့ပြီးတော့ချောမွေလာခဲ့ပါတော့တယ်။နက်သားလေးရွှေရောင်ဟာလက်ပြလေးလမ်းညွန်ပြတဲ့အတိုင်းပြန်တန်းလာခဲ့တာနောက်ဆုံးမှာတော့ရောင်စုံဖြာရွက်နေတဲ့တန်တန်းတောင်တန်းကြီးစီကိုရောက်ရှိလာပါတော့တယ်။အဲဒီတောင်တန်းကြီးဟာမြင်လိုက်ရုံနဲ့စိတ်နှလုံးကိုအေးချမ်းစေပြီးကြည့်မဝနိုင်လောက်အောင်လှပလောင်လာပါတယ်။တောင်တန်းရဲ့အထက်မှာတော့နူးညံ့ဖြူဖဲနဲ့မှော်မိုးတိမ်တိုက်လေးကငြိမ်သက်စွာနားခိုးနေပါတယ်။နက်သားလေးဟာတိမ်တိုက်လေးအနားကိုတိုးကပ်သွားပြီးသူ့ရဲ့မွေးနေ့ဆန္ဒကိုအသာရပြုတ်ပြလိုက်ပါတယ်။အိုးမှော်မိုးတိမ်တိုက်လေးဟာငါရဲ့မွေးနေ့မှာလူပြေကကလေးငယ်တွေအတွက်ပျော်ရွှင်စွာလက်ဆောင်လေးတွေဖန်တီးပေးပါလို့တောင်းဆိုလိုက်ပါတယ်။မှော်မိုးတိမ်တိုက်လေးဟာနက်သားလေးရဲ့စိတ်ရင်းစေတနာကိုသိရှိနားလည်သွားတဲ့အတွက်ရွှေအောင်အလင်းတန်းတွေတစ်ဖြက်ဖြက်လက်လာပါတော့တယ်။ခဏချင်းပါပဲတိမ်တိုက်လေးဟာနက်သားလေးရဲ့နောက်ကိုလိုက်ပါလာပြီးသူစဉ်းစားလိုက်တဲ့အရာမသမျှကိုလက်တွေဖန်တီးပေးဖို့အသင့်ချင်နေပါပြီ။နက်သားလေးဟာအလွန်ပဲဝမ်းသာသွားပြီးနက်ပြေကိုပြန်လာခဲ့ပါတယ်။နက်ပြေကိုရောက်တဲ့အခါမှာတော့သူ့ရဲ့တငယ်ချင်းနက်သားနက်သမီးလေးတွေကမွေးနေ့ပွဲအသက်ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။အားလုံးဟာနက်သားလေးရွှေရောင်အသက်အန်အိုးစရာပွဲလေးတစ်ခုကိုဖန်တီးပေးခြင်းနေကြတာပါ။ဒါပေမဲ့နက်သားလေးကတော့တငယ်ချင်းတို့ရဲ့ငါရဲ့မွေးနေ့မှာငါအသက်တည်းမဟုတ်ဘဲအားလုံးအတွက်ပျော်စရာဖြစ်အောင်လုပ်ကြရအောင်လို့တိုက်တွန်းလိုက်ပါတယ်။အားလုံးဟာနက်သားလေးရဲ့စိတ်ကူးကိုသဘောကျသွားကြပြီးဝိုင်းပင်ကူညီကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။
နတ်သားလေးဟာမော်မိုးတင်တိုင်လေးကိုအသုံးပြုပြီးပထမလက်ဆောင်အဖြစ်ရောင်စုံမုံလုံးလေးတွေကိုဖန်တီးလိုက်ပါတယ်။အဲ့ဒီမုံလုံးလေးတွေကိုစားလိုက်ရင်လူတိုင်းကစိတ်ချမ်းသာပြီးရေမောနိုင်ကြမှာဖြစ်ပါတယ်။နောက်ထပ်ကောင်းကင်ယံကကြာလာမဲ့ဂရေပွင့်အယုတ်ကလေးတွေကိုလည်းဖန်တီးလိုက်သေးပါတယ်။အခုဆိုရင်တော့နတ်သားလေးရဲ့မွေးနေ့လက်ဆောင်တွေကအဆင့်သင့်ဖြစ်နေပါပြီ။နတ်သားလေးရွှေရောင်ဟာလက်ဆောင်တွေကိုပို့ဆောင်ဖို့နီးလန်းရှာနေတော့ကပဲနတ်ပြည်ရဲ့လီနမင်းကြီးရောက်ရှိလာပါတယ်။လီနမင်းကြီးကနတ်သားလေးရွှေရောင်မင်းရဲ့စေတနာကိုငါကူညီပါစေ။ငါရဲ့လေးပြင်းကြီးလေးတွေကိုအသုံးပြုပြီးဒီလက်ဆောင်တွေကိုလူပြည်ကကလေးတွေစီရောက်အောင်တဲဆောင်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။နတ်သားလေးကအလွန်ပဲဝမ်းသာသွားပြီးလီနမင်းကြီးကိုကျေးဇူးစကားဆိုလိုက်ပါတယ်။ဒီလိုနဲ့မွေးနေ့ညဦးပိုင်းမှာတော့နတ်သားလေးဟာမော်မိုးတင်တိုင်လေးကိုအမိတ်ပေးလိုက်ပါတယ်။ချက်ချင်းဆိုတာနဲ့ကောင်းကင်ဟန်ကနေရောင်စုံမှုလုံးလေးတွေနဲ့ကြရက်ဖွင့်အယုတ်ကလေးတွေဟာမိုးပေါက်လေးတွေလိုမျိုးတဖွဲဖွဲကျဆင်းလာပါတော့တယ်။လေပြင်းကြီးလေးတွေကလည်းအဲ့ဒီလက်ဆောင်တွေကိုကလေးငယ်တွေရဲ့အိမ်ရှိကပြတင်းပေါက်လေးတွေစီကိုနူးညံ့စွာတည်ဆောင်သွားပေးပါတယ်။လူပြေကကလေးငယ်တွေဟာအိပ်ပျော်နေခြင်းကနေထူးခြားတဲ့ရနံ့လေးတွေနဲ့တောက်ပတဲ့အလင်းလောင်လေးတွေကြောင့်နိုးလာကြပါတယ်။သူတို့ဟာပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကောင်းကင်ကနေကျလာတဲ့အံ့ဩစရာလက်ဆောင်တွေကိုတွေ့လိုက်ပြီးအလွန်ပဲဝမ်းသာသွားကြပါတယ်။ကလေးငယ်တွေရဲ့ပျော်ရွှင်စွာရဲမောတန်တွေဟာကောင်းကင်အထိပြန့်လွင့်လာခဲ့ပါတယ်။နတ်သားလေးရွှေရောင်ဟာလက်ဆောင်တွေကိုပေးဝေပြီးနောက်သူ့ရဲ့နတ်ပြေကတနေချင်းတွေစီကိုပြန်လာခဲ့ပါတယ်။နတ်ပြေမှာလည်းသူ့အတွက်မွေးနေ့ကိမ်ပုံကြီးနဲ့ပျော်ပွဲရွှင်ပွဲပြင်ဆင်ထားကြပါတယ်။ဒါပေမဲ့နတ်သားလေးအတွက်အကောင်းဆုံးမွေးနေ့လက်ဆောင်ကတော့တခြားသူကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့စိတ်ကြည်နက်မှုပဲဖြစ်ပါတယ်။နတ်သားလေးဟာတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးကထုံးစီထန်းနေရင်မွေးနေ့ပွဲကိုဆက်လက်ဆင်နွှဲနေပါတယ်။လူပြေကကလေးလေးတွေဟာသူတို့ရရှိတဲ့လက်ဆောင်တွေအတွက်အလုံးဝမ်းသာနေကြပြီးဒီလက်ဆောင်တွေကိုဘယ်သူပေးတာလဲဆိုတာကိုသိချင်နေကြပါတယ်။ဒီလောက်လှတဲ့ကရက်ပွင့်အယုတ်ကလေးတွေကိုကောင်းကင်ကနတ်သားလေးကပေးတာနေမှာလို့ကလေးမလေးတစ်ကောင်ကပြောလိုက်ပါတယ်။ကလေးတွေကနတ်သားလေးကိုကျေးဇူးတင်ကြောင်းပြသခြင်းတဲ့အတွက်အကျင့်တစ်ခုရသွားကြပါတယ်။သူတို့ဟာအိမ်ထဲကအယောင်စုံစက်ကူလေးတွေကိုယူပြီးလှပတဲ့စက်ကူငှက်ကလေးတွေကိုခောက်ကြပါတော့တယ်။ပြီးနောက်အဲ့ဒီစက်ကူငှက်ကလေးတွေပေါ်မှာကျေးဇူးတင်ပါတယ်နတ်သားလေးလို့ရေးသားလိုက်ကြပါတယ်။ကလေးရပေါင်းစွာကသူတို့ခောက်ထားတဲ့စက်ကူငှက်ကလေးတွေကိုလက်ထဲမှာကင်ပြီးကောင်းကင်ကိုကြည့်ကဆုတောင်းပေးလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အံ့ဩပဲတစ်ခုဖြစ်ပြလာပါတော့တယ်။ကလေးတွေရဲ့ရိုးသားဖြူစင်တဲ့စိတ်ထားကြောင့်စက်ကူငှက်ကလေးတွေဟာတကယ်ငှက်ကလေးတွေလိုမျိုးတောင်းပန်ခတ်ပြီးကောင်းကင်ဘော်ကိုပြန်တက်သွားကြပါတော့တယ်။ထောင်ပေါင်းစွာတဲ့ရောင်စုံစက်ကူငှက်ကလေးတွေဟာညမောင်မောင်ကောင်းကင်ရံမှာလှပစွာပြန်တန်းနေရင်လက်ပြရှိတာစီကိုဥတီသွားနေကြပါတယ်။နတ်သားလေးရွှေရောင်ဟာသူ့ရဲ့မွေးနေ့ပွဲမှာတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးရွှင်နေတော့အဝေးကနေပြန်တန်းလာတဲ့အယောင်စုံအလင်းတန်းလေးတွေကိုတွေ့လိုက်ရပါတယ်။ဟောလူကြည့်ကြပါအောင်။အဲ့ဒါဘာတွေလဲလို့နတ်သမီးလေးတအားကအံ့ဩရာကြီးရွတ်လိုက်ပါတယ်။စက်ကူငှက်ကလေးတွေဟာနတ်သားလေးရဲ့ပတ်ပတ်လဲမှာဝိုင်းရနေဘလို့ကထွန်းနေကြပါတယ်။နတ်သားအေးဟာငှက်ကလေးတစ်ကောင်ကိုဖမ်းယူကြည့်လိုက်တဲ့အခါကလေးတွေရဲ့ကျေးဇူးစကားလေးတွေကိုဖတ်လိုက်ရပါတယ်။နတ်သားလေးဟာအလွန်ပဲစိတ်လှရှားသွားပြီးမျက်ဝန်းမှာဝမ်းသာမျက်ရည်တွေတောင်ဝဲလာခဲ့ပါတယ်။ဒါဟာငါဘဝမှာအလှပါစမွေးနေ့လက်ဆောင်ပဲလို့နတ်သားလေးကပြောလိုက်ပါတယ်။နတ်သားလေးရွှေရောင်ဟာကလေးငယ်တွေရဲ့မေတ္တာတုံ့ပြန်မှုကိုမြင်တွေ့ရတဲ့အခါသူတို့အတွက်တသက်မမိနိုင်တဲ့အမှန်တရားတစ်ခုထပ်မံဖန်တီးပေးခြင်းနဲ့စိတ်ဆန္ဒလေးတစ်ဖက်ဖက်ဖြစ်ပေါ်လာပါတယ်။သူဟာမော်မိုးတင်တဲ့လေးကိုအာသာယာပုတ်တက်လိုက်သည်။အိုးတင်တဲ့လေးရဲ့အခုကလေးတွေအိမ်မလှလှမစီဘူးအတွက်အိမ်မပန်းပွင့်လေးတွေဖန်တီးပေးပါအောင်လို့တောင်းဆိုလိုက်ပါတယ်။မော်မိုးတင်တဲ့လေးဟာနူးညံ့တဲ့ပန်းရောင်အလင်းတန်းတွေထုတ်လွှတ်လိုက်ပြီးကောင်းကင်တစ်ခုလုံးကိုတင်းပြက်လက်ရနံ့နေတဲ့ဖုံးလွှမ်းသွားစေပါတယ်။ခဏချင်းမှာပဲကောင်းကင်ရံကဝင်းမှုလေးတွေလိုမျိုးတစ်ဖြက်ဖြက်လက်နေတဲ့အိမ်မက်ပန်းပွင့်လေးတွေဟာလူပြည်ကိုလွင့်ပြန်ကျဆင်းသွားပါတယ်။အဲ့ဒီပန်းပွင့်လေးတွေဟာအိပ်ပျော်နေတဲ့ကလေးငယ်တွေရဲ့နဖူးပြင်ပေါ်ကိုအာသာယာနားခိုလိုက်တဲ့အခါမှာတော့ကလေးတွေဟာအလွန်လှပတဲ့အိမ်မက်ကဘာတဲကိုရောက်ရှိသွားကြပါတယ်။အိမ်မက်ထဲမှာတော့သူတို့ဟာနတ်သားလေးရွှေရောင်နဲ့အကျူတိမ်တိုက်တွေပေါ်မှာပြေးလွှားဆော့ကစားခွင့်ရကြပါတယ်။နတ်သားလေးဟာကလေးငယ်တယောက်ချင်းစီကိုပွေ့ဖက်ပြီးမင်းတို့အားလုံးဟာငါရဲ့အချစ်ဆုံးတငယ်ချင်းတွေပါပဲလို့ပြောပြနေတယ်လို့ပါပဲ။နတ်ပြည်မှာလည်းနတ်သားလေးဟာသူ့ရဲ့တငယ်ချင်းတွေနဲ့အတူကလေးတွေရဲ့အိမ်မက်ထဲကိုလိုက်ပါစီးမျောနေပါ යි ။အဲ့ဒီညမှာတော့နတ်ပြည်နဲ့လူပြည်ဟာမြစ်ကာတပါလေးနဲ့ဆက်သွယ်ထားတယ်လို့မျိုးတသားတည်းဖြစ်နေပါ යි ။နတ်သားလေးဟာကလေးတွေရဲ့အိမ်မက်ထဲမှာပျော်ရွှင်စရာပုံပြင်တွေကိုဖြိုးပြပေးပြီးသူတို့ရဲ့စိတ်ကူးရင်အိမ်မက်လေးတွေကိုအကောင့်ထဲဖော်ပေးနေပါလေ။ကလေးတွေဟာ
အိပ်ပျော်နေရင်ကလည်းတပြုံးပြုံးနဲ့ဖြစ်နေတာကိုမြင်တွေ့ရတာဟာနတ်သားလေးအတွက်တော့အကြီးမားဆုံးသောဆုလာပဲဖြစ်ပါတယ်။ဒါပေမဲ့မွေးနေ့ညဟာတဖြည်းဖြည်းကုံဆုံးတော့လာနေပါပြီ။အယွန်တက်ချင်နီးကပ်လာတာနဲ့အမျှနတ်သားလေးရွှေရောင်ဟာကလေးငယ်လေးရဲ့အိမ်မက်ထဲကနေတဖြည်းဖြည်းပြန်လဲထွက်ခွာဖို့ပြင်ဆင်လိုက်ပါတယ်။သူဟာကလေးတွေရဲ့နားနားကိုကပ်ပြီးချစ်ရတဲ့ကလေးတို့ရဲ့မင်းတို့တွေစိတ်ကောင်းထားပြီးလိမ့်ပါမယ်ဆိုရင်ငါဟာမင်းတို့အနားမှာအမြဲရှိနေမှာပါပျော်ရွှင်စရာအိမ်မက်တွေမှတ်တိုင်းငါ့ကိုသတိရပေးပါလို့ဂရိစကားလေးပါခဲ့ပါတယ်အဲ့ဒီနောက်နတ်သားလေးဟာမိုးမိုးတိမ်တိမ်လေးပေါ်ကိုပြန်တက်ပြီးကောင်းကင်ယံစီကိုဖြင်းညင်းစွာပြန်တက်သွားတော့ပါတယ်မနက်ခင်းနေရောင်ကြီးနုနုလေးတွေလူပီကိုဖြာကျလာတဲ့အခါကလေးငယ်တွေဟာတယောက်ပြီးတယောက်နိုးထလာကြပါတယ်သူတို့အားလုံးရဲ့မျက်နှာပေါ်မှာတော့ထူးခြားတဲ့အပြုံးလေးတွေကိုယ်စီရှိနေကြပါလေအမေသမီးညကလက်သားလေးနဲ့အိမ်ပေါ်မှာကစားခဲ့ရတယ်လို့ကလေးမလေးတယောက်ကဝမ်းသာအားဖြင့်ပြောပြနေပါလေကလေးတွေဟာညကသူတို့ရရှိခဲ့တဲ့ကျွေဖွင့်အယုတ်လေးတွေနဲ့မုံလုံးလေးတွေကိုပြန်ကြည့်ရင်ဒါဟာအိမ်မက်မဟုတ်ပဲတကယ်အဖြစ်ပြက်ဆိုတာကိုသိရှိသွားကြပါလေနတ်ပြည်မှာလေနတ်သားလေးရွှေရောင်ဟာသူ့ရဲ့နန်းတော်လေးထဲမှာအားနာနေပါလေသူ့ရဲ့မွေးနေ့ပွဲဟာပြီးဆုံးခဲ့ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အရင်ကထက်ပုံမကြည်နူးနေပါလေသူဟာတမျိုးသားကိုပျော်ရွှင်အောင်လုပ်ပေးရတာဟာမိမိကိုယ်တိုင်လက်ဆောင်ရတာထက်ပိုပြီးတော့ချမ်းမြေ့စရာကောင်းနေဆိုတာကိုနားလည်သွားပါလေဒါပေမဲ့အဲ့ဒီနေ့မနက်ခင်းမှာပဲနတ်ပြည်ရဲ့အဖိုးကိုနတ်မင်းကြီးကနတ်သားလေးကိုထပ်မံခေါ်ယူလိုက်ပါလေနတ်မင်းကြီးကနတ်သားလေးရွှေရောင်မင်းဟာမင်းရဲ့မွေးနေ့မှာလူသားတွေကိုမေတ္တာဝေမျှခဲ့တဲ့အတွက်မင်းကိုထူးခြားတဲ့ဆုတစ်ခုထပ်ပြီးပေးချင်ပါတယ်လို့မိန့်ကြားလိုက်ပါတယ်။မင်းဟာတခြားသူတွေကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့အတွက်မင်းရဲ့တောင်းပန်လေးတွေကိုမေတ္တာအလင်းရောင်နဲ့ထပ်မံဖြည့်ဆည်းပေးလိုက်မယ်လို့ဆုပေးလိုက်ပါတယ်။နတ်သားလေးဟာအလွန်မဲအံ့ဩဝမ်းသာသွားပြီးသူ့ရဲ့တောင်းပန်လေးတွေကိုကြည့်လိုက်ပါတယ်။တောင်းပန်လေးတွေဟာအရင်ကထက်ပိုမိုတောက်ပလာပြီးနူးညံ့တဲ့အလင်းတန်းလေးတွေထွက်ပေါ်နေပါလေ။နတ်သားလေးရွှေရောင်ဟာနတ်မင်းကြီးကိုကျေးဇူးတင်စကားဆိုပြီးတော့လူပြည်ကိုတစ်ခေါက်ပြန်ဆင်းဖို့ဆုံးဖြတ်လိုက်ပါလေ။သူဟာကလေးငယ်လေးစော့ကစားနေတဲ့ပန်းချံလေးတစ်ခုအပေါ်ကနေဖြင်းရင်းစွာပြန်ထွန်းသွားပါလေ။သူပြန်ထွန်းသွားတဲ့နေရာတိုင်းမှာမြေပြင်ပေါ်ကမြက်ခင်းစိမ့်စိမ့်လေးတွေကြားမှာရောင်စုံပန်းပွင့်လေးတွေဟာချက်ချင်းဆိုလို့ရှိရင်ဖူးပွင့်လာကြပါလေ။ကလေးတွေဟာဒီထူးဆန်းတဲ့အလားတရားကိုမြင်တဲ့အခါကြည့်ကြပါဦးနတ်သားလေးရောက်လာပြီထင်တယ်လို့အော်ဟစ်ကပျော်ရွှင်စွာခုန်ပေါက်ကြပါလေနတ်သားလေးဟာကလေးတွေနဲ့အတူကိုထီမပြပဲကစားပေးနေပါလေသူဟာလေးပြင်းအေးအေးလေးတွေအဖြစ်ပြောင်းလဲပြီးကလေးတွေရဲ့ပါးစီကိုနူးညံ့စွာထိတွေ့ပေးပါလေကလေးတွေဟာနတ်သားလေးရဲ့ရှိနေမှုကိုခံစားမိပြီးစိတ်ထဲမှာလုံခြုံမှုနဲ့ပျော်ရွှင်မှုကိုရရှိကြပါလေအဲ့ဒီနေ့ကစပြီးနတ်သားလေးရွှေရောင်ဟာဝင်းနေမှာတည်းမကနေတိုင်းလိုလိုလူပြေကိုဆင်းလာခဲ့ပြီးကလေးငယ်တွေအတွက်ပျော်ရွှင်မှုတွေကိုဆောင်ယူပေးခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့လူပြေရဲ့ဝင်းလဲနဲ့ရွာလေးတွေရွာမှာဖျားနာနေတဲ့ကောင်လေးတစ်ယောက်ရှိနေတာကိုနတ်သားလေးသိရှိသွားပါတယ်။အဲ့ဒီကောင်လေးဟာအဲ့ရလေးမှာလဲနေရပြီးအပြန်ထွက်မကစားနိုင်ရှာပါဘူး။နတ်သားလေးဟာဖျားနာနေတဲ့ကောင်လေးရှိတာရွာလေးကလေးစီကိုအများဆုံးပြန်ထွန်းသွားခဲ့ပါတယ်။အဲ့ဒီရွာလေးရဲ့အစွန်ဖျားမှာအိမ်သေးသေးလေးထဲမှာကောင်လေးဟာအားအိမ်ကုန်ခံပြီးအိမ်ရထဲမှာလဲလျောင်းနေရှာပါတယ်။နတ်သားလေးဟာပြည်ရင်းပေါက်ကနေတိုးဝင်လိုက်ပြီးကောင်လေးရဲ့နဖူးပင်ကိုကြည့်လိုက်တဲ့အခါအလုံးပေါင်လောင်းနေတာကိုတွေ့ရပါတယ်။ဒီကလေးလေးပျော်ရွှင်ဖို့အတွက်ကျန်းမာရေးကောင်းဖို့ကအရင်လိုတာပဲလို့နတ်သားလေးကတွေးလိုက်ပါတယ်။နတ်သားလေးဟာသူ့ရဲ့တောက်ပနေတဲ့တောင်ကင်လေးတွေကိုဖျက်လိုက်ပြီးကောင်လေးရဲ့အပေါ်မှာဝိုင်းပတ်ပလန့်ထွန်းလိုက်ပါတယ်။အဲ့ဒီအခါမှာတော့နတ်သားလေးရဲ့တောင်ကင်ကနေရွှေရောင်ဝတ်မှုလေးတွေဟာကောင်လေးရဲ့ကိုယ်ပေါ်ကိုနှင်းဆက်လေးတွေလိုမျိုးနူးညံ့စွာကျဆင်းသွားပါတယ်။ခဏအကြာမှာတော့ကောင်လေးဟာအသက်ရှူရတာပိုပြီးတက်တာလာပြီးနှိမ့်ကိတ်စွာအိပ်ပျော်သွားပါတယ်။အိမ်မက်ထဲမှာတော့နတ်သားလေးဟာကောင်လေးကိုအလှပဆုံးပန်းကင်းကြီးတစ်ခုစီကိုခေါ်သွားပါတယ်။တတိရှိရှိနဲ့ယောဂါကိုတိုက်ခိုက်ပါကောင်လေးရေမင်းမီကောင်းလာရင်ငါနဲ့အတူစော့ကစားရမယ်လို့နတ်သားလေးကအားပေးစကားပြောလိုက်ပါတယ်။ကောင်လေးဟာအိမ်မက်ထဲမှာနဲ့အားရင်တွေပြေဝလာတယ်လို့ခံစားလိုက်ရပါတယ်။နတ်သားလေးဟာကောင်လေးနိုးလာတဲ့အခါအားရှိစေဖို့အတွက်မော်မိုးတင်တိုင်လေးကနေအချွေမြင့်ဆုံးသောနတ်ကလေးတစ်လုံးကိုခုတင်ပြေးမှာထားပေးခဲ့ပါတယ်။
နောက်တစ်နေ့မနက်ခင်းမှာတော့အောစရာကောင်းတော့အောင်ကောင်းလေးဟာလမ်းဆန်စွာနိုးထလာပါတယ်။သူ့ရဲ့ဖျားနာမှုတွေဟာလုံးဝပျောက်ကွယ်သွားပြီးပါးပြင်လေးတွေလည်းပန်းရောင်တန်းနေပါတယ်။သူဟာဖြစ်င်းပေါ်ကိုဖွင့်ပြီးကောင်းကင်ကြီးကိုကြည့်ပြီးကျေးဇူးတင်ပါတယ်နတ်သားလေးရဲ့လို့အော်ပြောလိုက်ပါတယ်။နတ်သားလေးရွှေရောင်ဟာအဝေးကနေကြည့်ပြီးပြုံးနေခဲ့ပါတယ်။အခုဆိုရင်လူပြေကကလေးငယ်တွေဟာတအုပ်ပေါ်တအုပ်ကူညီရိုင်းပင်းတက်လာကြပြီးစိတ်ထားဖြူစင်တဲ့ကလေးတွေအဖြစ်ကင်းပြင်းလာကြပါတယ်။နတ်သားလေးဟာလည်းအရင်ကထက်ပုံမတောက်ပတဲ့အလင်းတန်းတွေအတူနတ်ပြည်မှာပျော်ရွှင်စွာနေထိုင်နေပါတယ်။တနစ်ပြည်လိုနတ်သားလေးရဲ့နောက်ထပ်မွေးနေ့တစ်နေ့ရောက်ရှိလာတဲ့အခါမှာတော့ထူးခြားတာကနတ်သားလေးဟာဘာလက်ဆောင်မှပြင်ဆင်စရာမလိုတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကလေးရဲ့ရိုးသားဖြူစင်တဲ့စိတ်ထားတွေကြောင့်လူပြည်တစ်ခုလုံးဟာလက်ဆောင်တွေနဲ့ပြည့်နှက်နေသလိုလှပနေလုံးပါပါ။ကလေးတွေဟာတယောက်ကိုတယောက်မုန်းတွေဝေမျှကြတယ်။ဖျားနာသူတွေကိုကူညီကြတယ်။တရိษံလေးတွေကိုပြင်နာကြပါတယ်။ဒီအပြုအမူလေးတွေဟာလက်သားလေးအတွက်အကောင်းဆုံးသောမွေးနေ့လက်ဆောင်တွေပဲဖြစ်ပါတယ်။ပုံပြင်လေးရဲ့နောက်ဆုံးမှာတော့လက်သားလေးရွှေရောင်ဟာကောင်းကင်ယံကနေပြုံးရွှင်စွာကြည့်ပြီးလူပြည်ကိုကောင်းကြီးပေး